မရှုံးဆန်တဲ့ငါချမ်းသိသာမှလို့ကြည်လိုက်ရင်ကိုယ့်ရဲ့မှာပဲသူရှိမယ်သိနိုင်လားဒီဆိုင်တဲ့ကရက်ခွက်ကိုစားရင်တွေ့မိပြန်ကိုယ့်ရဲ့ဟာပဲသူရောက်မယ်မမှန်နိုင်မလားခင်လို့တော့မိတတ်ရှင်မင်္ဂလေးကိုလေရောက်တဲ့မင်းရဲ့မျက်နှာအိမ်မတိုင်မင်းရဲ့ကြောင်းသာသုံးဖို့နိုင်လို့နဲ့ရှိပါတော့ကြောင့်ကိုတင်လို့ခေါ်မယ်ရှင်လို့ခေါ်မယ်တော့ခေါ်မယ်တော့အပြင်းလေလို့ခေါ်မလို့ပါနောက်ချက်ကောင်နောက်ထဲမှာပဲနေလို့ဆိုလုံးတာကြောင့်ကိုပြန်ခဲ့မယ်ပြန်လဲလာမယ်တော့ဘယ်လိုလဲမင်းလက်ခံမလားမင်းဒီချိုမလားဘေတော့ပါဘူးအမိုက်တော့ပါဘူးတော့ပြတ်စလုံးလုံးချာခါရဲ့ကစ်စီပြေးပြန်လာပြီကစ်စီပြေးပြန်လာပြီကစ်စီပြေးပြန်လာပြီဒီကလေးစီတန်းချံတွေရဲလဲလမ်းလျှောက်ရင်လွမ်းဖြောက်ရောက်ခဲ့လင်းငယ်ပြောမြူးစားတာနေကြည့်နေတော့လေသိစံယုံပဲလဲအားတိုင်းသိညစ်ပြောင်းမလားလို့ချစ်သူတွေစုံတွေများစွာအကြပြုံရှိခိုင်းစိတ်ထဲကိုပြင်းရောက်လာသိခတဲ့ကြောင့်ဒီစားဘွားရှင်လို့မပါကားများလည်းပြောလို့မပြီးပါပြောပန်းလည်းပွင့်လို့ဆုံးပါဒါကြောင့်ကိုရင်ဝေငါရဲ့တင်းဝင်လာတဲ့ဝင်လာလေဘိုးတော်ကပြည့်ပြည့်များဟာနာပြီးနှလုံးမွားကြည့်အိမ်မမလန်ကတော့တလို့ဒါကြောင့်ကိုရင်နဲ့စွာရဲ့ပြင်းတဲ့နာတွေကိုပြင်ပါမယ်စီကြောင်းသေးခြင်းလားမင်းကောင်းစေခြင်းလားလေတော့ပါဘူးမကန်းတော့ပါဘူးတနှလုံးကိုဒုံဒုံချကားရဲ့ခစ်စီပြေးပြန်လာပြီခစ်စီပြေးပြန်လာပြီခစ်စီပြေးပြန်လာပြီချစ်ကလေးစီဇင်းပြန်စားကြရန်ကားတဲ့ကြည်မိုက်အောင်လို့မျက်နာတော့တကယ်မထားတတ်အောင်မဖြစ်နေမလားရိုင်းစံတဲ့စကားတွေနာမချဝန်ချက်တရားကျင့်တဲ့စွာမင်းရင်ကိုမုံတိုင်းတစ်ခုလုံးထိုးပေါက်မွေကလားရင်တုံးကကိုရှိတဲ့ခုများတော့ဝေးမှာမင်းမကရဲ့တီးစားမယ်ပြရောက်တော်ရှိနေရှိနေသက်ပြေးတဲ့ကိုရဲ့ဖြစ်ပါခုတော့နောင်တရပြီလေဒီမထံကိုလေးပြန်လာမလဲဘာဖြစ်ရင်မလို့စေခြင်းမှာစိတ်ကြီးရင်ညစ်စေခြင်းမှာတန်တာရပြည့်စေရမှာသာကြောင့်ပြန်ခဲ့ပြန်လဲလာမယ်တော့ဘယ်လိုလဲမင်းလက်ခံနိုင်မလားဒီချိုနိုင်မလားလိမ့်တော့ပါဘူးမကတ်တော့ပါဘူးဒုတိယနဲ့နောက်ဆုံးခေါက်ပါပဲဖြစ်စီပြေးပြန်လာပြီဖြစ်စီပြေးပြန်လာပြီဖြစ်စီပြေးပြန်လာပြီချစ်ကလေးစီ